ရှင်ဥတ္တမသာရအားကြောက်လာကြသောတရားနာပရိသတ်ပေါင်းကိုစားတရားတောင်းခွင့်ပြုတော်မူပါရှင်ဗျာဘဂဝါစိနာဝါဂီတာပါတာယတာရဝဏိယဣမလောကမုပါကာတိတနောတိတိတုမုတ်တိယဝါဂီတာစကားအရာပြပမာတုနာမချူမြမလို့ရအောင်သုသမြစကားတရားဖြစ်စီခွေဝေချိစာဝါစာစိန်နေရကုန်တော်ရှိတော်မူသောစီနာအာလာဝကပကပြမနာလာဂီရစွာပွဲတကားတို့၌အမြဲတမ်းအနိုင်ယူအောင်နာမညဖူးတို့ဖြင့်ကိုမြူဝေဒအိုကျေးဇူးတော်ရင်ရှင်တော်မြတ်ဖရာဘဂဝါရှင်မြတ်လို့မဆောင်တကူတော်လုံးချက်တည်းလက္ခဏာတော်တွေမောင်းချေသည်ပုံညွေထထားရှင်တော်မြတ်ဖရာသည်ဝါဂီတာဝါဂီတာစကားဝကြအကွက်လာအောင်မဟာညံချာစကားနိုင်နေပြိုင်ပတ်ကင်းတော်မူသည်ဖြစ်၍တာရဝဏိယချူဤစိတ်ဤအစီရှုဆိုအကာကိုဖေးထိပေတရာနာတဖြင့်တဘာဝအတိအနှစ်သာရရှိမိထားသောဘာသာယမယောလူမတင်လူအစွန်းတစ်ဖက်လူစေရဝချုံရဲ့အတိညာပေးဟောဖို့မြင့်မြတ်သောတရားတော်စကားတော်ဖြင့်ကဲယမနာလူကဘာသူကဘာသာအောင်တန်းစားမချင်ရရှိသမျှအသီးသီးတတ္ထလောကကြီးကိုဥပါကာတိ1500ကိလေသာတွေချလွဲလျက်ဝိထေမကေတေတကယ်အမြင်သိပေါက်ဖို့ထီရောက်ပါစေမလွတ်တဲ့အကျိုးပြုတော်မူနိုင်ခဲ့ပြီဖရာဗန္ဒီရှင်လူလောကသဘောချအောင်ဟောပြသူနေကိုရင်လေးရှင်သူမြတ်ဖရာဘဝရှင်လူလောကသဘောချအောင်ဟောပြတော်မူစိတ်ကိုင်းလျက်ချမ်းစီလျက်သာဂယုဏရှိထားကျေးဇူးတော်ရှင်ကိုရင်လေးအရှင်မြတ်ဖရာသည်နောအမကဲအရှင်ဖရာမြတ်မောင်လာရောက်နာချတပိတော်မတို့ဤမုတ်တိယလောဘတောတာမောဟကိုခွာအိုနာတေဝအတွင်မှာလူကင်းမို့ရဲ့အလူငါတန်နမမယောလူမတင်လူအစွန်းတစ်ဖက်လူစေရဝချုံရဲ့အတိရဲ့ပေးဟောဖို့မြင့်မြတ်သောတရားထေသနာတော်ကိုနောအမကဲဝါဒနာပါကိယမကဝေဒဝိနိယစေတသွေးရမြောဖယားတပည့်တော်မတော်တေတေတူဂယုဏရှိထားမြတ်တာအားဖြင့်
စကားချူမြမလို့ရအောင်ဆိုသမျှစကားတရားဖြစ်စေလက်ချွေမြတ်ဖို့